အသက်ကြီးမှချမ်းသာတာမျိုးမဟုတ်ဘဲနဲ့ငယ်ငယ်ရွယ်ရွယ်နဲ့ဘလို့ချမ်းသာအောင်လုပ်မလဲဒီမေးခွန်းကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်မဟုတ်ဘူးလားအဲ့တော့ဒီနေ့မှာတော့ MJD Marco ရဲ့ The Mailing နဲ့ Fastlane စောက်ကိုခြေခံပြီးအဲ့ဒီအကြောင်းကိုပဲပြောပြပေးသွားချင်တယ်လူငယ်ဘဝမှာချမ်းသာဖို့ဆိုတဲ့ခေါင်းစဉ်ကိုမသွားခင်မှာပေါ့နော်လူများစုလက်ခံယုံကြည်ထားတဲ့ဖြည်းဖြည်းချင်းချမ်းသာဖို့ဆိုတဲ့လမ်းစဉ်ကြီးရဲ့အလင်းညာကဘာလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်လိုက်အောင်ဒါကတော့တော်တော်လေးရင်းနှီးနေမဲ့စကားတွေပါကြောင်းသွားအမှတ်ကောင်းအောင်လုပ်ဘွဲရအောင်ယူမြေရုပ်ကောင်းကောင်းတစ်ခုရှာဝင်ငွေရဲ့7%စု stock ဈေးကွက်မှာရင်းနှီးမြှုပ်နှံအဲ့ဒီအကုန်လုပ်ပြီးသွားရင်တော့အသက်65နှစ်လောက်မှာချမ်းသာလာလိမ့်မယ်ဒါကကျွန်တော်တို့အားလုံးလုံးကြာဖူးနေကြပုံစံနည်းစီပါပဲရင်းနှီးနေတယ်ဟုတ်ဒါတော်တော်များများကြားဖို့နေကြငွေကြေးဆိုင်ရာအကြံပေးစကားတွေပဲလေဒါပေမဲ့စာရေးဦးကတော့ဒီ UES ကိုနာမည်တစ်ခုပေးထားတယ်အကြီးမားဆုံးလက်စားမှုတဲ့ဘာလို့လဲဆိုတော့ချက်စဉ်းစားကြည့်လေဒါကလူငယ်ဘဝရဲ့တက်ကြွမှုအချိန်နဲ့လွတ်လပ်မှုတွေကိုအသက်ကြီးမှရမယ်ပိတ်ဆက်နဲ့လဲဟိုင်းနေတာနဲ့တူတူပဲပြောရရင်ဒါ wheelchair ပေါ်ရောက်မှချမ်းသာတာမျိုးကိုပဲပေးနိုင်တဲ့ကတိတစ်ခုပါပဲကဲဒါဆိုစာရွက်သူ့ရဲ့သွေးခေါ်ပုံကိုတခါတည်းပလောင်းမြန်လမ်းပြလိုက်တဲ့ Lamborghini နဲ့ပက်တက်တဲ့သူ့ရဲ့ကိုယ်ပိုင်ဇလန်လေးကိုကြည့်လိုက်ကြရအောင်ပါဇလန်ကဒီလိုဗျာမထင်မပဲကြိုခဲ့ရတဲ့တွေ့ဆုံမှုတစ်ခုပေါ့ဝိတုတို့ဆဲကြောတဲ့ကောင်လေးတယောက်သူ့အိမ်မက်ထက်မှအမြဲတမ်းမှတ်နေတဲ့ကားတစ်စီးပြီးတော့သူ့ဘဝကိုတစ်ဆက်ချိုးပြောင်းလဲသွားစေခဲ့တဲ့မိကွန်းတစ်ခုကြောင့်ပေါ့အဲ့ဒီမှာအံ့ဩစရာကောင်းတာကအဲ့ဒီ Lamborghini ကားပိုင်ရှင်ဟာအသက်ကြီးပြီးစပင်ဖြူနေတဲ့လူကြီးတယောက်မဟုတ်ဘူးအသက်20နှစ်လောက်ပဲရှိသေးတဲ့လူငယ်တယောက်ဖြစ်နေခဲ့တာဗျာအဲ့ဒီမြင်ကွင်းလေးတစ်ခုတည်းနဲ့တင်စာရေးသူတဲ့ချမ်းသာတဲ့သူဆိုတာအသက်ကြီးရမယ်ဆိုတဲ့အစွဲကြီးကတခါတည်းပြုတ်ထွက်သွားတာပဲဆိုတော့စိတ်ဒီကားလည်းအရန်လှရှာနေပြီလေတိချင်စိတ်ကလည်းထိမရတော့ဘူးအဲ့နဲ့ तू အဲ့ဒီကားပိုင်ရှင်စီကိုတွားပြီးတော့အခုဘာအလုပ်လုပ်လဲဆိုတာမေးလို့ရမလားခင်ဗျာဆိုပြီးမေးလိုက်တယ်ကားပိုင်ရှင်ရဲ့အဖြေကအရန်ရိုးရှင်းပေမဲ့တကယ်ကိုအားပါချစ်တယ်ကိုကတီထွင်တူတယောက်ပါတဲ့ခဏလောက်စဉ်းစားကြည့်ပါဒီအဖြေကချမ်းသာဖို့ဆိုတာနာမည်ကြီး celebrity တွေမှမဟုတ်ဘူးလားစာကောင်းတဲ့အလူတစ်ခုကြောင့်လည်းမဟုတ်ဘူးတန်ဖိုးတစ်ခုကိုဖန်တီးတီထွင်ခြင်းကနေလည်းဖြစ်နိုင်တယ်ဆိုတာကိုညွှန်းပြလိုက်တာပဲတူတွေ့တော့အဲ့ဒီအဖြေကအရာအလုံးကိုပြောင်းလဲစေခဲ့တဲ့အဖြေတစ်ခုဖြစ်ခဲ့ပါတယ်ကဲဟုတ်ပြီဒီအချက်ကနေပဲကျွန်တော်တို့နောက်ထပ်အရန်အရေးကြီးရဲ့အယူဆက်တစ်ခုကိုရောက်လာပြီးအဲ့ဒါကတော့ချမ်းသာခြင်းဆိုတာရုတ်တရက်ဖြစ်လာတာမဟုတ်ပဲလုပ်ငန်းစဉ်တစ်ခုသာဖြစ်တယ်ဆိုတာပါပဲဟုတ်ပါတယ်ချမ်းသာကြွယ်ဝမှုဆိုတာထီးပေါက်တယ်လို့ရွတ်တရက်ဖြစ်လာတဲ့အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူးဒါကရေခဲလောင်ကြီးလိုပဲဗျာလူတွေမြင်နေရတာကရေပေါ်မှာပေါ်နေတဲ့အဖျားလဲပဲအောင်မြင်မှုတို့ပိုက်ဆံတို့ပေါ့ဒါပေမဲ့လူမမြင်တဲ့ရေရောက်ကအကြီးကြီးမှာတော့စူးစမ်းမှုတွေရုန်းကန်မှုတွေလိုခက်ခဲတဲ့ခရီးလမ်းကြောင်းတွေအများကြီးရှိနေတယ်ဒီမှာဆိုရင်အများမြင်တဲ့အဖြစ်ပြက်နဲ့လူမမြင်တဲ့လုပ်ငန်းစဉ်ကိုရှင်းရှင်းလင်းလင်းနိုင်ရှင်းပြထားတယ်လူတွေမြင်တာကဘတ်စကတ်ဘောကစားသမားတယောက်ဒေါ်လာ5တန်စာချုပ်လိုက်တာကိုပဲဒါပေမဲ့လူတွေမမြင်တာကနေ့တိုင်း4နာရီကြာလေ့ကျင့်ခဲ့ရတာတွေ7လောက်ရုန်းကန်ခဲ့ရတာတွေပဲအထူးကအချက်ကတော့ရှင်းရှင်းလေးပဲလုပ်ငန်းစဉ်မရှိပဲအဖြစ်ပြက်ဆိုတာဘယ်တော့မှဖြစ်မလာနိုင်ဘူးဒီလိုဆိုရင်ကိုကဘလို့လုပ်ငန်းစဉ်ကိုရွေးချယ်တင်လဲကဲအခုတော့ဒီစာအုပ်ရဲ့အဓိကကျတဲ့ဘန်ဒါရေးဆိုင်ရာလမ်းပြမိပုံ3ခုကြောင့်ကိုကြည့်လိုက်ကြရအောင်ပါဒီချူဆက်ကလူတယောက်ရဲ့ငွေကြေးအခြေအနေဟာကန်ဆန်းမဲလို့ဖြစ်လာတာမဟုတ်ဘူးသူတို့လိုက်နာကျင့်သုံးနေတဲ့လမ်းပြမိပုံရဲ့တိုက်ရိုက်ရလဲတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်ပြီးတော့လမ်းပြမိပုံတစ်ခုစီတိုင်းမှာသွားမဲ့ဥဒိယပန်းတိုင်တစ်ခုစီရှိနေပါတယ်ဒီမှာလမ်း3ခုကိုခွဲပြထားတယ်ပထမဘေးလမ်းမှာသို့မဟုတ် sidewalk သူ့ရဲ့ပန်းတိုင်ကဆင်းရဲမွဲတွေမူပါဒုတိယကဖြေလမ်းဒါမှမဟုတ် slow lane သူ့ရဲ့ပန်းတိုင်ကတာမန်စစ်မှာပဲနေထိုင်ရခြင်းပါနောက်ဆုံးအမြန်လမ်းဒါမှမဟုတ် fast lane ရဲ့ပန်းတိုင်ကတော့ချမ်းသာကြွယ်ဝမှုပါဆိုတော့ကိုဖယ်လမ်းပေါ်မှာရှိနေလဲဆိုတာကကိုယ့်ရဲ့အဆုံးသတ်ပန်းတိုင်ကိုဆုံးဖြတ်ပေးမှာပါကဲပထမဆုံးနဲ့အဖြစ်များဆုံးလမ်းပြမြေပုံဖြစ်တဲ့ဘေးလမ်းမရဲ့လမ်းဆုံးကဘလို့ဖြစ်မလဲဆိုတာကိုအရင်ဆုံးအာရုံစိုက်ကြည့်အောင်ဘေးလမ်းမလမ်းပြမြေပုံဆိုတာကဘာလဲဆိုတော့အစီအစဉ်မရှိခြင်းကိုပဲအစီအစဉ်ထိထားရှိတာပါလုံခြုံစိတ်ချရတဲ့အနာဂတ်အတွက်ပြောစရာကောင်းတဲ့ပစ္စုပန်ကိုလဲလှယ်လိုက်တဲ့သဘောတူညီချက်တစ်ခုပဲလာစားထုတ်တဲ့မှာအကုန်တုံးပစ်လိုက်တာမျိုးပေါ့ချက်ချင်းရတဲ့ပျော်ရွှင်မှုကိုပဲအဓိကထားတာပါဒီလမ်းပေါ်ကလူတွေဟာလက်ကုံလက်ကစားဘဝနဲ့ပဲအမြဲနေထိုင်ကြပြီးတော့မထင်မှတ်ထားတဲ့အရေးပေါ်အခြေအနေတစ်ခုဥပမာဆေးဘဝခါလိုမျိုးကျုံလိုက်တာနဲ့ငွေကြေးပြိုလဲမှုစီကိုခြေတလန်းအကွာမှာပဲအမြဲရှိနေတတ်ကြပါတယ်တကယ်ကိုတုံ့လောက်စရာကောင်းတဲ့အချက်ကတော့2009အမေရိကန်တန်းခေါင်ဆိုင်ရအသက်55နှစ်အောက်လူတွေထဲက59ရာခိုင်နှုန်းကအသားတင်ပိုင်ဆိုင်မှုလုံးဝမရှိဘူးဒါမှမဟုတ်အနှုတ်လက္ခဏာတောင်ပြနေတယ်ဆိုတာပါပဲ59ရာခိုင်နှုန်းတောင်တော့ဒါ
ဒါဟာဘေးလာမရဲ့ကြောက်စရာကောင်းတဲ့လက်တွေးပွားပါပဲ ဒီတင်ဆက်မှုကိုကြည့်ပြီးရဲ့နောက်မှာတော့စဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်ဒါဆိုရင်ရောကိုကဘယ်လမ်းပေါ်မှာရှိနေတာလဲပြီးတော့ပိုပြီးအရေးကြီးတာလားကိုဘွားကိုဘယ်လမ်းပေါ်မှာတိဆောက်ချင်တာလဲဆိုတာပါပဲ